ပြီးခဲ့တဲ့ဗီဒီယိုတုန်းကကျွန်တော်ဂရိပေးခဲ့သလိုပါပဲဒီနေ့မှာ strategy တွေထပ်မပြောတော့ဘူးလက်တွေလှုပ်ဆောင်မှုကိုတွားပါမယ်ကျွန်တော်ရဲ့ challenge ကတော့ the evolution of money ငွေကြေးသမိုင်းဆိုတဲ့ဗီဒီယိုလေးကို free AI tools တွေသုံးပြီး10မိနစ်အတွင်းမှာအစော့ကနေအဆုံးဖန်တီးပြမှာဖြစ်ပါတယ်ဒီဗီဒီယိုက short video ဖြစ်တဲ့အတွက် 9:16 ratio portrait နဲ့ပဲတန်းပြီးလုပ်ပြသွားပါမယ် script ရေးတာအတန်ထုတ်တာပုံထုတ်တာဗီဒီယိုလုပ်တာအကုန်ပါမယ်နော်ပထမဆုံးဗီဒီယိုတစ်ပုဒ်ရဲ့အသက်ဖြစ်တဲ့ script နဲ့ plan အတွက် Gemini ကိုအရင်သုံးပါမယ်ကျွန်တော်ကတော့အချိန်မပုတ်ရအောင် prompt ကိုကြိုရေးထားပါမယ် prompt ကတော့ငွေကြေးသမိုင်းဗီဒီယိုအတွက်ပုံရှစ်ပုံလိုချင်တယ် Whisk နဲ့ Q1 မှာသုံးဖို့ detail prompt တွေထုတ်ပေးပါဆိုပြီးခိုင်းလိုက်တာပါတွေ့လားဗျာ second ပိုင်းပဲကြားတယ် scene ရှိခုစား prompt တွေရော script ရောအစင်သင့်ရပါပြီကဲ script ရပြီဆိုတော့ voice အရင်တွားလို့ပါမယ်ဒီနေ့မှာတော့အတန်အရန်တဘာဝကြပြီး free ရတဲ့ Google AI Studio ကိုသုံးပြပါမယ်ဒီနေရာမှာတစ်ခုပြောချင်တာကဒီ Google AI Studio ကိုသုံးပြီးမြန်မာအတန်ထုံနည်းကိုကျွန်တော် channel က free AI voice ဆိုတဲ့ playlist မှာအသေးစိတ်တင်ပေးထားပါတယ်မကြည့်ရသေးရင်ဒီဗီဒီယိုပြီးတဲ့အခါဝင်ကြည့်လို့ရပါတယ်ဗျာကဲအတန်ရပြီဆိုတော့ visual ဘိုင်းတွားကြစို့ပုံထုတ်ဖို့ whisk ကိုတုံးပါမယ် short video ဖြစ်တဲ့အတွက် setting မှာ aspect ratio ကို 9:16 ရွေးဖို့မမေ့ပါနဲ့ Gemini ပေးလိုက်တဲ့ prompt ရှစ်ကြောင်းကိုတပုံချင်းစီ copy ကိုပြီး generate လုပ်ပါမယ်ဒီနေရာမှာ VPN ကြောင့်ပုံထွားတာနည်းနည်းလေးကြာနိုင်ပါတယ်ဒါပေမဲ့ပြဿနာမရှိပါဘူးပုံထွက်လာတာနဲ့ save လုပ်ပြီး video လှုပ်ရှားဖို့ Q1 ဘက်ကိုကူးလိုက်ကြရအောင်ပုံဒီရပြီဆိုတော့လှုပ်ရှားသက်ဝင်ထွားအောင် Q1 နဲ့ image to video မှာထည့်ပါမယ် input ပုံက 9:16 ဆိုတော့ output ကလည်း 9:16 အတိုင်းထွက်လာမှာပါ Q1 ကတစ်ခါထုတ်ရင်5စက္ကန့်စာရပါတယ်ပုံရှစ်ပုံဆိုတော့စုစုပေါင်းစက္ကန့်40စာ video ရပါမယ် Q1 က render လုပ်နေတော့မှ time မစောင့်ပါဘူးအချိန်ကိုအကျိုးရှိရှိသုံးတဲ့အနေနဲ့ CapCut ကိုဖွင့်ပြီး project တည်ဆောက်ထားပါမယ် CapCut ကိုဖွင့်ချင်းမှာပဲ ratio ကို 9:16 TikTok size ချိန်လိုက်ပါပြီfile နဲ့အကုန်ဆွဲထည့်လိုက်မယ်ဒီခုနက Google AI Studio ကထုတ်လာတဲ့အတန်ဖိုင်ကိုအောက်ဆုံးမှာအရင်ချမယ်နှစ်ခုနက Q1 ကရလာတဲ့ video clip တွေကိုအတန်နဲ့ကိုက်ပြီးလိုက်စီမယ်ပြီးရင်အရေးကြီးဆုံးအဆင့် auto captions ပါလက်နဲ့စာလိုက်ရိုက်နေရင်10မိနစ်နဲ့ဘယ်လိုမှမပြီးပါဘူး AI ကိုခိုင်းလိုက်ရင်ခုလိုမျိုးစာတန်းတွေအစင်သင့်ဖြစ်သွားပါပြီ font လေးနည်းနည်းချိန် effect လေးနည်းနည်းထည့်ပြီးတာနဲ့ export ထုတ်လိုက်ပါပြီတကယ်ထွက်လာတဲ့ result ကဘလောက် quality ကောင်းလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်ဗျာရှေးခေတ်တုန်းကပိုက်ဆံမရှိခင်ပစ္စည်းချင်းလဲလှယ်ခဲ့ကြတယ်နောက်ပိုင်းမှာခရူးခွန်တွေကြောက်တုံးတွေကိုငွေကြေးအဖြစ်စသုံးလာကြတယ်ရွှေတင်ကငွေတင်ကားတွေပေါ်လာတော့ကုန်သွယ်ရတာပို့လွယ်ကူသွားတာပေါ့လေးလံတဲ့တင်ကားတွေအစားတည်ရလွယ်တဲ့စက်ကူပိုက်ဆံတွေခစ်စားလာတယ်အဲ့ဒီနောက်ပိုက်ဆံအိတ်ထဲမှာငွေတာအစားဒီလိုကတ်ပြားလေးတွေနေရာယူဘလို့လဲမိတ်ဆွေတို့ Whisk ရဲ့ပုံ Google AI Studio ရဲ့အတန် Q1 ရဲ့လှုပ်ရှားမှုဒီသုံးခုပေါင်းစပ်လိုက်တဲ့အခါတကယ် documentary ကားကောင်းတကားလို့ဖြစ်မသွားဘူးလား voice ထုံနည်းမသိသေးရင် channel တွေက free AI voice playlist မှာပြန်သွားကြည့်နော်ရလာတဲ့ဗီဒီယိုလေးတွေကို comment မှာလာကြွားခဲ့ပါဦး
နောက်ထပ်လည်းဒီလိုလက်တွေ့နီးလန်းတွေစက်တင်ပေးမှာမို့ subscribe နှိပ်ထားဖို့မမေ့နဲ့နော် See you in the next video